ကဲညီလေးတို့ရေမင်းတို့ချစ်ဆွေဒီနေ့တော့ပြောစရာလေးရင်ထဲမှာပေါ်လာလို့ပြောအောင်မယ်ကွာလားအဲ့တော့ဟုတ်တော့တောနဲ့ကြီးရဲ့တနေရာမှာအမတန်မှအင်အားကြီးမားပြီးဒေါသအလွန်ကြီးမားတဲ့ချင်းသေးကြီးတကောင်ရှိတာပေါ့ကွာအဲ့ဒီချင်းသေးကြီးမှာလဲ तू ကလဲအားကိုးလောက်တဲ့တပည့်၃ယောက်ကို तू ကမွေးထားတာပေါ့အဲ့ဒီတပည့်တွေကဘယ်သူတွေလဲဆိုတော့မြေခွေးရဲ့တောဝက်ကဲယုံလေးရဲ့ပေါ့ဒီတပည့်၃ယောက်ကို तू ကလဲထက်ချက်မှာကွာသူ့ရဲ့ကိုရံတော်တွေအဖြစ်မွေးမြူထားတာပေါ့တနေ့မှာတော့ချင်းသေးကြီးက तू ဟာအစာချထွက်ရှိကနေပြီးတော့အစာရလာပြီးကြီးတကောင်စားလိုက်ပြီးလဲပြီးတော့သူ့ရဲ့တပည့်၃ယောက်ကိုခေါ်ပြီးတော့ तू အိတ်တော့မယ် तू အိတ်လို့ရှင်ဘယ်တက်တော်မှာသူ့ကိုလာပြီးတော့အန်တရယ်မပြုတ်အောင်မင်းတို့ငါအနားမှာထက်ချက်မှာကွာစောင့်ရှောက်နေကြဆိုပြီးကင်းချပြီးတော့ထားပြီးတော့အိတ်တော့တာပေါ့ကွာအဲ့တော့ချင်းသေးကြီးကကြီးသားကိုစားပြီး၃ရက်လောက်လဲကြာအောင်နိုးလာတဲ့ကွာနိုးလာတဲ့အခါလဲကြာအောင်တစ်ခါဆုံးပထမဆုံးသူ့ရဲ့တပည့်ကြီးဖြစ်တဲ့ဝက်ကိုခေါ်လဲပြီးတော့အနားမှာသူ့ရဲ့မျက်နှာရှိမှထိုင်ခိုင်းပြီးတော့အဲ့တော့ तू ကဘာမပြောညာမပြောနဲ့ကောက်ပြီးတော့ပါဇက်ကြီးဟပြီးတော့တန်းပြတော့တာပေါ့တန်းပြတော့သူ့ပါဇက်တွေကအနံ့နေထွက်လာတာပေါ့အဲ့ဒီရှိမှဝက်ကို तू ကမေးတယ်အဲ့ဆိုငါတပည့်ကြီးဘယ်နဲ့လဲငါပါဇက်ကဘာနဲ့နေရလဲလို့မေးတော့ဟိုကတက်ပြောလိုက်လို့ရှိရင်တော့ချင်းသေးကြီးစိတ်ဆိုးမှာပဲအဲ့တော့ငါချင်းသေးကြီးနားဝင်ကောင်းအောင်လို့လိန်ညာပြီးတော့ပြောမှာပဲဆိုပြီးဘက်ကဘာပြောလိုက်လဲဆိုတော့မှန်လားပါချင်းသေးမင်းဘာချင်းသေးမင်းဂရင်းနာအမတန်မှု့ကြိုင်တဲ့ရနတ်နေရရှိပါတယ်လို့ပြောလို့ပြောမင်းကငါ့ကိုလိန်ညာပြောတယ်ဖားပြောတယ်အဲ့တော့မင်းကငါ့အတွက်တပည့်ကောင်းမဟုတ်ဘူးဆိုပြီးတခါအဲ့ဒီဘက်ကို तू ကကြိုက်တက်ပြီးစားပလိုက်ပြန်ဟောစားလိုက်ပလိုက်လဲပြီးတော့နောက်တစ်ခါမြေခွေးကိုခေါ်လဲပြီးခုနကလိုပဲ तू ကသူ့ရှိမှထိုင်ခိုင်းပြီး तू ကတခါတည်းတန့်ပြပြန်တာပေါ့တန့်ပြလိုက်တဲ့အခါမှာခုနကမြေခွေးကို तू ကမေးတယ်ကဲတပည့်မင်းဘာနှမ်းရလဲလို့မေးတော့မြေခွေးကတွေးတယ်ခုနကဝက်တုံကလိန်ညာပြောတဲ့အတွက်အကြိုက်ခံရတာဖြစ်မယ်အဲ့တော့ငါကတော့အမှန်တိုင်းပြောမှချင်းသေးကြီးကအမှန်တိုင်းကြိုက်တာဖြစ်ကြမယ်ဆိုအဲ့တော့မှန်လားပါချင်းသေးမင်းချင်းသေးမင်းကကြီးစားပြီး၃ရက်လောက်ကြာမှနိုးလာတော့ပါဇက်ကအမတန်မှပုတ်စော်ဟောင်းတော့နားပါတယ်လို့ပြောလိုက်တော့မင်းဟာရင်ကျေးမှုမရှိဘူးလိမ္မာပါနှက်မှုမရှိဘူးမင်းကငါလိုချင်းသေးမင်းကိုမြန်ပါဇက်ကနန်တယ်လို့ပြောရလိမ့်မလားဆိုလည်းပြီးတော့တခါတည်း तू ကခုနကတော့မြေခွေးကိုလည်းကြိုက်တက်ပြီးစားပလိုက်ပြန်အောင်တဲ့စားပလိုက်ပြန်လိုက်ဘေးကနေပြီးကြည်နေတဲ့ယုံလေးကဒီအဖြစ်ပြက်တွေ तू အားလုံးမြင်နေတဲ့အချိန်မှာချင်းသေးကြီးကအနာကိုလှမ်းခေါ်လိုက်တယ်ကဲငါတပည့်ကြီးအနာလာခဲ့ပါဦးသူ့ရှိကိုလာပါဦးယုံလေးကလည်းတရုတ်သေးနဲ့ရှိရထိုင်းနေတဲ့အချိန်မှာ तू ကခုနကလိုပဲဝါဆိုပြီးတန့်ပြတယ်ကဲငါတပည့်ငါပါဇက်ကဘာနဲ့ရလဲလို့ပြီးတော့ယုံလေးကပါလိန်မာပါနဲ့ဆိုတာနဲ့ဘာပြန်ပြောလိုက်တယ်လဲဆိုတော့မှန်လားပါချင်းသေးမင်းတဲ့အခုလိုမျိုးချင်းသေးမင်းကြီးကတန့်ပြပေမဲ့ तू ဟာနှာစီးနေတာ၃ရက်လောက်ရှိပါပြီတဲ့ तू နှာခေါင်းတွေပိတ်နေတဲ့အတွက်ဘာနာမှမရပါဘူးလို့ယုံလေးကလိန်မာပါနဲ့ဆိုတာနဲ့ပြန်ပြောလိုက်တယ်အဲ့ဒါဒီပုံမြင်လေးရဲ့နာမည်ကတော့ယုံကလေးနှာစီးနေတယ်ဆိုတဲ့ပုံမြင်ဝတ္ထုတွေကဇလန်းလေးတစ်ပုတ်ပေါ့အဲ့ဒါဒီပုံမြင်လေးကဘာကိုတို့ပြတယ်လဲဆိုတော့လောကမှာအောင်မြင်ဖို့ဆိုရင်စကားပြောလိန်မာပါနဲ့ဖို့အမတန်လိုပါတယ်စကားပြောလိမ္မာပတ်နိုင်ခြင်းကဘဝမှာအောင်မြင်သောအကြောင်းအထောက်ပံ့တစ်ခုဖြစ်ပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကိုတစ်ဖက်လူနဲ့စကားပြောတဲ့အခါမှာတစ်ဖက်လူရဲ့အင်အားကိုလည်းကိုကသိရမှာဖြစ်တယ်လို့ဘယ်အတွက်နဲ့ပဲပြိုင်ကိုကဘတော့အခါမှာနိုင်လူစောနဲ့မငင်းပါနဲ့ကိုညီလေးတွေကိုနော်အဲ့တော့တငယ်စာလေးတစ်ပုတ်ဖတ်ဖို့တယ်တငယ်ချင်းနဲ့ပြိုင်ညင်းလို့မေ့နိုင်တော့ဘာရတယ်လဲတငယ်ချင်းတစ်ယောက်ဆုံးရှုံးလိုက်ရတယ်တဲ့ဆရာနဲ့ပြိုင်ပြီးတော့ညင်းတော့နိုင်တဲ့အခါကျတော့မင်းဘာရလိုက်တယ်လဲဆရာရဲ့ဆုံးရှုံးဆရာတယောက်ဆုံးရှုံးရတာပဲမင်းရလိုက်တယ်မဟုတ်လားတဲ့အဲ့တော့ကိုယ့်ပေါ်မှာကျေးဇူးရှိတဲ့လူနဲ့ပြိုင်ပြီးတော့ညင်းတော့မင်းဘာရလိုက်တယ်လဲတဲ့ကိုညီထောက်ပံ့တဲ့လူတယောက်ဆုံးရှုံးသွားတာပဲမင်းရလိုက်တယ်မဟုတ်လားတဲ့ဒီစကားလေးကအဲ့တော့ကိုယ့်အတွက်အကျိုးရှိသည်ဖြစ်စေအကျိုးမရှိသည်ဖြစ်စေတချို့ကိုယ့်ဘဝဝင်ခြင်းမှာလူတွေကလေအမှန်တမ်းမာယာများတဲ့လောကကြီးမှာတို့ကရိုးသားနေုံနဲ့ဘဝမှာအောင်မြင်ဖို့ဆိုတာမလွယ်ကူဘူးအဲ့တော့တို့တွေကလိမ္မာပါနဲ့ဆိုတာနဲ့ဘဝကိုဖြတ်တန်းရမယ်နော်ဒါကြောင့်မလို့ကိုညီလေးတွေလိမ္မာပါနဲ့စာနဲ့ဘဝကိုဖြတ်တန်းနိုင်ပါစေစကားပြောကိုလည်းလေ့လာပါလို့အားလုံးကိုဒီနေရာကနေပြီးချစ်ဆွေကြီးကမျှဝေပေးပါတယ်နော်